မင်္ဂလာပါရှင်မြန်မာလူမျိုးတွေရဲ့ဘဝမှာတားကိုရှင်ပြူသမီးနာတဆိုတဲ့စကားဟာအလွန်အရေးကြီးတဲ့တာဝန်တစ်ခုလို့ဖွင့်တည်နေတာပါမိဘတိုင်းဟာမိမိတို့ရဲ့တားရတနာကိုတာသနာတွင်ဝင်ဖြစ်အောင်သမီးရတနာကိုယဉ်ကျေးမှုအစဉ်လာနဲ့အညီနာတမင်္ဂလာပြုလုပ်ပေးနိုင်ဖို့ဘဝတစ်လျှောက်လုံးကြိုးစားအားထုတ်ကြပါတယ်ဒီနေ့မှာတော့မြန်မာတို့ရဲ့အညစ်တာရအရှိဆုံးရှင်ပြုနာတအလူတော်အကြောင်းကိုအသေးစိတ်တင်ဆက်ပေးသွားမှာဖြစ်ပါတယ်ရှင်ရှင်ပြုခြင်းရဲ့အစာဟာလွန်ခဲ့တဲ့နှစ်ပေါင်း2500ကျော်မြတ်စွာဘုရားရှင်လက်ထက်ကလေးကစတင်ခဲ့တာပါ။တားရောရာဟုလာလီကိုတာသနာအမွေပေးရခေယာကနေအစပြုပြီးဒီနေ့အထိဒီအစင်လာဟာတည်ကပ်နေခဲ့ပါတယ်။ရှင်လောင်းဒီကိုမင်းသားဝစ်စုံဒီစင်ရင်ပေးကဟာတိတထမင်းသားတောထွက်တော်မူစဉ်ကနန်းစည်းစိန်ကိုစွန့်လွတ်ခဲ့ပုံကိုရီမန်းတာဖြစ်ပြီးစံချပြီးတငန်းဝက်လိုက်တဲ့အခါမှာတော့လောကီစည်းစိမ်လေးကိုစွန့်လွတ်ပြီးငင်းချဲနဲ့သာသနာပေါင်းနဲ့ရောက်ရှိတော်တာကိုအမှတ်ရစေတာပါ။တစ်ဖက်မှာလည်းသမီးငယ်လေးတွေအတွက်နားတာမင်္ဂလာဟာဘဝရဲ့အမှတ်အတာအခိုက်တန်ပါပဲရှင်။အပြိုဖော်ဝင်စမင်္ဂလေးတွေကိုရွှေနားတောင်ဆင်ရင်ပေးပြီးမြမရိုးရရင်ကျမှုနဲ့အညီထိမ့်သိမ်းဆောင်ရှောက်ဖို့တင်စားပေးကြပါရင်ဒါဟာမင်္ဂလိတယောက်ရဲ့တန်ဖိုးနဲ့ယဉ်ကျေးမှုကိုအမွှန်းတိမ်ပေးတဲ့မင်္ဂလာတစ်ရက်ပဲဖြစ်ပါတယ်ရှင်။အလူပွဲတစ်ခုထပ်ဖို့ဆိုရင်အလူတော်ခေါ်ခြင်းကနေစတင်ရပါတယ်။ယနေ့ရက်ဝဲကဆွေမျိုးတွေကိုဖိတ်ကြားပြီးအလူတော်အချိုနေ့မှာတော့အိုးစီပုံပေါင်းတွေနဲ့တပျော်ပပရှင်လောင်းလှည့်ကြပါတယ်။မြင်းတွေစင်းတွေကားတွေနဲ့မြို့ရွာအနှောင်လှည့်လဲပြီးသာသနာ့နယ်ဝင်ဖွတ်တော်မယ်အကြောင်းကြေညာကြတာပါ။ဒါတွေမကပါဘူးဧည့်သည်တော်တွေကိုကျွေးမွေးဖို့အတွက်ဖိုးထိုးခြင်းလို့ခေါ်တဲ့အချက်ပြုတ်ပြင်ဆင်မှုတွေမှာလည်းရဲရွာတွေကလူငယ်လူကြီးတွေကတက်တက်ကြွကြွဝိုင်းဝန်းကူညီကြတာဟာမြမလူမျိုးရဲ့အလှဆုံးမြင်ကွင်းပါပဲရှင်အလူပွဲရဲ့အရေးကြီးဆုံးအပိုင်းကတော့စံချခြင်းနဲ့တိခါတင်ခြင်းပါပဲမိဘတွေဟာမိမိတို့သားငယ်ရဲ့စပင်းတွေကိုပိတ်ဖြူလေးနဲ့ခံယူရင်းသာသနာ့နယ်ကိုလက်ဆင့်ကမ်းနိုင်ပြီးဆိုတဲ့ပီးပိမြင့်ရည်ကြီးကြတတ်ကြပါတယ်ကိုရင်လေးတွေတငန်းရောင်တဖိတ်ဖိတ်နဲ့စွန်းကန်ကြွလာတာကိုမြင်ရတဲ့အခါမိဘတွေတော့ဒီထက်ကြီးမားတဲ့ပျော်ရွှင်မှုမရှိတော့ပါဘူးမြန်မာတို့ရဲ့ရှင်ပြုနာပါအလူတော်ဆိုတာဘာသာရေးပွဲတစ်ခုတည်းမကပါဘူးမိသားစုတွေမိတ်ဆွေတွေပြန်လည်ဆုံစည်းကြတဲ့ပွဲဇေဒနာတွေဝေငှကြတဲ့ပွဲနဲ့ကျွန်တော်တို့ရဲ့ရိုးရာယဉ်ကျေးမှုကိုလက်ဆင့်ကမ်းတဲ့ပွဲတော်ကြီးလည်းဖြစ်ပါတယ်ရှင်အခုလိုမြန်မာအလှတရားတွေကိုကမ္ဘာကသိအောင်ဝိုင်းဝန်းထိန်းသိမ်းကြပါစို့လို့တိုက်တွန်းရင်းအခုဗီဒီယိုလေးကိုနှက်သက်တယ်ဆိုရင် like share နဲ့ subscribe လုပ်ပေးခဲ့ဖို့မမေ့ပါဘူးเนาะအားလုံးပဲတာယာချမ်းမြေတဲ့နေ့လေးဖြစ်ပါစေရှင်